ဒါလက်ရှိကျွန်တော်တို့ ਨੇ ဒီပြောမယ်ဆိုရှင်တော့ပြန်ပွဲတွေကတော့အမျိုးသားရောအမျိုးသမီးပေါ့နော်အမျိုးသားမှာဆိုလို့ရှိရင်လည်းတက်တန်းလိုက်ဒီတက်20နှစ်ယောက်ရှိတယ်23နှစ်ယောက်ရှိတယ်လေဝေးစဉ်ရှိတယ်16နှစ်ယောက်ဆိုတဲ့အသင်းလေးဒါရှိတယ်လို့ဒါကိုပြောခဲ့တာပေါ့နော်တကယ်တမ်းပြန်ပွဲဝင်ရမယ့်အနေထားမျိုးမှာဆိုရှင်ကျွန်တော်တို့ ਨੇ ဒီအာရှအဆင့်ဒီအာဆီယံအဆင့်ပေါ့နော်ဒီကျွန်တော်တို့ ਨੇ စီးကိန်းပြန်ပွဲတစ်ခုပါတယ်ကျန်တဲ့ပြန်ပွဲတွေကတော့ဒီအမျိုးသားပဲပေါ့နော်ဒီကတော့ကျွန်တော်တို့ ਨੇ ကမ္ဘာအဆင့်ပြန်ပွဲတွေကမ္ဘာဖလားခြေစစ်ပွဲဆိုတဲ့ပြန်ပွဲကိုဝင်ရောက်ရှိမြမှုရှိတယ်ပြီးတော့လည်းU20 အသင်းရဲ့ညှို့လင်းချက်ကတော့တကယ်ကိုဒါကျွန်တော်တို့ခြေစစ်ပွဲအောင်သွားပြီတကယ်ပြန်ပွဲကြီးရတယ်ဒါလာမဲ့ဇွန်လအတွင်းမှာဒီမေလပေါ့နော်ဒီမေလလာကုန်မှာကျွန်တော်တို့ ne စတော့မယ်ဆိုတော့ဒီ U20 အသင်းနဲ့ပဲအရင်ဆုံးစရင်U20 အသင်းကတော့လက်ရှိချိန်မှာကျွန်တော်တို့ပြင်ဆင်မှုအားကောင်းတယ်အကိုပြောခဲ့သလိုပဲခြေစမ်းပွဲတွေတွားပြီးတော့များစွာဒီကစားနေခဲ့ပေါ့နော်ဆိုတော့ဒီပြန်ပွဲကိုတွားပြီးတော့ဒီအခုကျွန်တော်ပြန်ပွဲမတိုင်ခင်ရောတွားပြီးတော့ပြင်ဆင်ဒီလေ့ကျင့်မှုတွေပြုလုပ်နေတယ်ပြီးလို့ရှိရင်ဒီမှာလည်းတကယ်ကိုဒီကောင်းမွန်ပေါ့နော်တကယ်ကိုဒီကစားမားတွေတကယ်ဥရောပအသင်းတွေနဲ့ကစားတဲ့အချိန်မှာကိုယ့်ရဲ့အဆင့်မြင့်တဲ့ကစားတဲ့အချိန်မှာရတဲ့ကောင်းမှုအတွက်ကိုပြင်ဆင်နေဆိုတော့အကိုတို့တာဝန်ရှိတဲ့သူဒီအဖွဲ့အစည်းတွေအနေနဲ့ဒီကစားမားလေးတွေအတွက်ဘယ်လိုမျိုးတွေများဒီထောက်ပံ့မှုတွေပြုလုပ်ပေးထားတယ်ပြီးလို့ရှိရင်ပေါ့နော်ဒီပြန်ပွဲမှာဆိုလို့ရှိရင်တကယ်ကိုပေးသက်တွေမြင်တွေ့ရမယ့်အနေအထားမျိုးတွေကကိုယ့်ထက်အဆင့်မြင့်တဲ့အသင်းတွေဘယ်လိုမျိုးတွေဒီရှင်မြန်ကစားသွားမလဲဆိုတော့ပေါ့နော်အကိုနေဘယ်လောက်ထိထောက်ပံ့ပေးသွားမလဲပြီးလို့ရှိရင်ဘယ်လောက်ထိအမြင့်ဆုံးညှော်လင်းချက်တွေဒီထားလဲဆိုတာလေဒါတရက်လောက်တစ်ချက်လောက်ပြောပြအောင်ပထမဆုံးကတော့ပေးသက်တွေကိုဒါကြိုတင်ပြီးတော့စီရင်ခံနေတာအားလုံးသိရတဲ့အတိုင်းပဲကိုတို့ကမေဂျွန်ထဲမှာမေဂျွန်ဇူလိုင်ပေါ့နော်သူတင်မေဂျွန်ပေါ့မေဂျွန်မှာကိုတို့ကပြိုင်ပွဲကြီး3ရက်ကစားရမယ်ခုနပြောတဲ့20 23ရက်အဲ့ဒီစင်တင်းကြီးအားလုံးကလည်းရေးကြီးတယ်ကမ္ဘာဖလားဆိုတော့လေခြေစပွဲအောင်သွားတာပဲဒီမှာအသင်းလေးကကောင်းတယ်နော်အုပ်စုလေးတက်ရင်မစိုးဘူးအုပ်စုလေးကလည်းနယူးဇီလန်ပါတယ်ဟာအမေရိကန်ပါတယ်ဂျာမနီပါဒီအုပ်စုလေးမစိုးဘူးဆိုမျှော်လင့်ကြတယ်အဲ့မှာလည်းဒါလည်းအခုU20 အသင်းကလည်းစူးစမ်းတယ်ပေါ့နော်အားလုံး U20 အသင်းရဲ့ပတ်မှုမှုကိုတော့အားလုံးမြင်တာပါလေဒါဥရောပလိုနိုင်ငံမျိုးကို3-4နိုင်ငံကိုလွတ်ပြီးတော့အချိန်ပေါင်းများစွာတကြံတော်ဒီကလေးတွေဘာမှတော့မသိလိုက်ဘူးဟုတ်ကဲ့ဆိုတော့တော့လည်းတစ်လားကျွန်တော်ကြာပြီဆိုတော့အဲ့ဒီမှာလည်းတော်တော်လေးကိုပံ့ပိုးပေးတာအများကြီးရှိတယ်တော်တော်လည်းကုန်တယ်ပေါ့နော်ဒီဘက်မှာလည်းခုန23ပေါ့စီကိန်းအသင်းဦးကြည်လင်ကိုင်နေတဲ့အသင်းဆိုရင်လည်းပြီးခဲ့တဲ့ဟိုမှာအာရှခြေစပွဲမှာလည်းမတိုင်ခင်ဂျပန်ကိုလွတ်ထားတယ်နောက်ထိုင်းမှာလည်းဒီ training လုပ်ခိုင်းတယ်နောက်အခုဆိုရင်ခုနပြောတဲ့ဆာဘီယာကိုလွတ်တော့မယ်နှစ်ပတ်ကျော်လောက်ကြာမယ်အဲ့မှာလည်းတကယ်အသင်းတွေနဲ့ကစားမယ်ပြီးရင်ဘိုးနဲ့အုပ်စုမတူတဲ့ BNN နဲ့လည်းခြေစမ်းအောင်မယ်ဟုတ်ကဲ့ပါဒီအသင်းကိုလည်းဘာပြီးတော့စီကိန်းဆိုတော့တနိုင်ငံလုံးကစောင့်ကြည့်မယ်အသင်းဆိုတော့အုပ်စုကလည်းသူများပြောတွေ့ပါပေါ့မျောလင့်ချင်စရာအုပ်စုဖြစ်နေတယ်ဆိုတော့ဟုတ်ကဲ့အောင်မြင်အောင်လုပ်အောင်ပါပဲခုနပြောတဲ့ကမ္ဘာဖလားခြေစပွဲဆိုလဲမှန်ပါတယ်ဒါရိုးသားဝင်ကန်တောင်ကိုရီးယားလိုအသင်းမျိုးကိုလက်ရှိအနေထားနဲ့နိုင်မှုမလွယ်ပါဘူးဟုတ်ကဲ့ပါကူဝိတ်ကိုဆိုရင်ခက်ခဲကစားတာ even Lebanon တော့မှအခုတို့တော်တော်ကစားရမှာဒါပေမဲ့ဘောလုံးမှာကစားခင်တွေကမလွယ်ပါဘူးကွာစိတ်သက်ကြတယ်လို့မရဘူးလေအဲ့တော့ဘယ်ပြိုင်ပွဲဖြစ်ဖြစ်ဘယ်အသင်းနဲ့ပဲတွေ့အုပ်စုလဲခွဲပြီးပွဲစဉ်လဲကြပြီကစားရမှာပဲသူတေကိုတေပဲသူလဲ17ယောက်ကိုလဲ17ယောက်ဆိုတော့ကစားသမားတွေအပိုင်းကလည်းဘာပြောသူတို့ကိုစားပြုတ်ထားတာဟုတ်ကဲ့ပါတချို့တွေကအမြင်ပေါ့နော်ဒီနိုင်လို့စိတ်နေတယ်လို့ဟာကျိုးစားမှုအားဒါသူတို့အမြင်နဲ့ပြောကြတာပေါ့နော်အဲ့ဒီပြောမှာတော့ဒီဝေဖန်တာတော့ဘာမှမပြောလို့ပါဒါနဲ့တကယ်ခင်မှာဘောလုံးသမားဆိုတာကွင်းထဲရောက်ဝိုင်းအသေးကြီးကစားတာပဲနိုင်ချင်းကြပါလိုတော့မပြောမှာ10ပတ်ပြေးရမယ့်နေရာမှာ10ပတ်လောက်ပဲပြေးတယ်နော်ဒီကောင်ခိုးထဲမှာမှန်မှန်သူအဲ့လောက်ပဲပါဝါရှိလို့မှန်သူကတော့ပြေးခြင်းတယ်ဒီသဘောပေါ့အဲ့ပြောနေတာကတော့ဘောလုံးသမားရောဘောလုံးအသင်းတောင်ရှိတယ်ကြတော့နိုင်ခြင်းပါပဲတခုတော့ရှိတယ်ဘယ်လောက်ပဲနိုင်ခြင်းချင်းကိုလိုနိုင်ဖို့စိတ်ဓာတ်တစ်ခုနဲ့လည်းမရဘူးပတ်မှုတစ်ခုနဲ့လည်းမရဘူးစူးစမ်းမှုတစ်ခုနဲ့လည်းမရဘူးပြိုင်ဘက်အနေထားရတယ်လို့သိတယ်နောက်ဒီပွဲအနေထားရတယ်လို့သိတယ်နောက်ဆုံးကိုပြောရင်ကန်ချမာအနေထားရတယ်လို့သိတယ်ဘယ်လိုပဲဖြစ်ဖြစ်ပြိုင်ပွဲဝင်အသင်းတိုင်းကတော့အကောင်းဆုံးဖြစ်အောင်ဘောလုံးပွဲချုပ်နေတယ်ပံ့ပိုးပေးထားတယ်သူတို့နီးပြတွေတွားကျင်တဲ့လှုပ်ချင်တဲ့ joint training တွေကိုငွေကုန်ကြေးကြများစွာခံပြီးတော့ပြုလုပ်ပေးထားတယ်အသင်းရဲ့လိုအပ်တာမှန်သမျှလည်းတော်တော်များများဖြည့်ဆည်းပေးထားတယ်အခုဆိုလည်း U23 အသင်းဆိုလည်းအင်းရလိမ့်မှာထားတာအားလုံးသိပဲဟုတ်ကဲ့เนาะအဲ့တော့ပြောရရင်တော့ပံ့ပိုးမှုကတော့ဒီဘက်မှာတော့တိုင်းထက်အလွန်လုပ်ထားပေးပြီဒီလိုမျိုးပံ့ပိုးမှုမျိုးသူတို့ဒီ U20 လိုအသင်းမျိုးပံ့ပိုးမှုမျိုးအခုပြီးတော့အကိုတို့ဘလုံးဝကျုံမှာမလုပ်ခင်နေမီဒီယာလုပ်နေတာဆိုတော့ဘလုံးအကြောင်းတော်တော်များများသိတယ်ဒီလိုခေတ်ကာလလောက်ပံ့ပိုးမှုရတာဒီဘလုံးသင်းတွေပဲရှိတယ်တခြားဟိုးတော့ဘလုံးသင်းတွေဒီလောက်ပံ့ပိုးမှုတွေမရခဲ့ဘူးဒီလောက် facility တွေမရခဲ့ဘူးဒီလောက်လဲဒီလိုနိုင်ငံတကာတွားပြီး joint training လုပ်ခဲ့တာမျိုးမရှိခဲ့ဟုတ်ကဲ့ဆိုတော့သူတို့လည်းသိပါတယ်သူတို့လည်းသူတို့တောင်းရင်သူတို့ယူရမယ်သူတို့ဆွမ်းကိုကြိုးစားမယ်ဆိုတော့သူကဆုံးဖြတ်ပြီးတာပါအောင်မြင်ခြင်းမအောင်မြင်ခြင်းကတော့တကယ်လက်တွေ့မှာပဲသိမှာ